တိုင်းလို့ဒီ可以问一些很多的类型的，然后可以本身类似的，我就干什么的？因为说可以问一些看法，可以有这个个人当中呢，可以把这个一样的对吧？这个在这个看法，包括只有希望在这做上面，没有让我也没得没得那个对比了，这个在希望对吧？这个。这股份的看法，这篇文章的很多对吧？比如微信嘛，对于微信的，对于国家的那一个地方是我自己想来长期啊的，我以为在平阳的，可以我以为啊，也从马方向嘛对吧？比如说我们马个马路，现在这里呢，作为看的参加的样嘛对吧？可以我们去那个可以那个去参加嘛对吧？每天那一个人吧，以前可以我的大钱去对这样嘛对吧？如果嘛可以啊，类似这样嘛，或者联系嘛对吧？可以每天那一个人吧，以前就在这样嘛对吧？以前就来点什么的呢？可以有。lại sabo dạy mở khối lực pendapat khối lực
လူမိုက်ဖေးရှင်းအပြင်မိခင်အတွက်ရောကလေးအတွက်မှာလူကြီးတို့ငါရှိပါတယ်မိခင်အတွက်ဆိုရင်မိခင်ရဲ့တိုင်ဝန်တွေစီနဲ့ပြီးတော့အဆက်စားစီရဲ့တိုင်ရဲ့အင်္ဂါကိစ္စရောမဖြစ်ချင်ပါပါဝင်ပြီးပြီးတော့အဲ့ဒါကတော့ဒီပြန်တော့ဆိုရင်အရှိရှိရပြီးတော့ကလေးတို့ဆိုရင်ဒီဖြစ်လို့ကယောဂရောင်းဝင်ပြီးတဲ့အခါကျရင်မှာရတဲ့ကြောင့်ယောဂတွေထုတ်မှန်ပြီးတဲ့ယောဂကိုကောင်းဝင်စီရဒီပြင်ပြီးတော့ပြီးတော့ကလေးတို့ဆိုရင်အချိန်တဲ့ဖြစ်တဲ့အပေါ်စီတဲ့အဒီတော့ပြီးတဲ့ယောဂမပါဘူး tension တွေပြီးတော့ပြီးတော့ကလေးကမိခင်အတွက်ဆိုရင်မိခင်သူ့ကောင်းဆက်ဖို့လို့ဆိုရင်ဒီကအစားအသောက်ကိုတော့ပြန်ထားပေးရမှာပါတယ်။ပြီးတော့အင်အားပေးစီရအစားအသောက်ကိုမလုပ်နေဆိုရင်ပြောင်းဖို့နဲ့ပြောပြန်ပြီးတော့လည်းစီတော့ပတ်ပြီးအမှားရပြီးစီရအစားအသောက်လေးစားပြီးတော့တော့ပါတယ်။ပြီးတော့ခလေးမိခင်ဗီဒီယိုလုံးနဲ့ဝေးတဲ့မိခင်တွေဆိုရင်သူတို့ကိုtension Kuan dua pinai tension logo di mana Pria ini mau asal topi rumah semua ini mentau dia mahu balik lalu logiknya ini kalau belum ini infection ini Sorry, video atau ini kembali kami Europe boleh luar balik, biro ini biro ada sama dia ada mabono, lenses Amerika ni lenses sensitif pada kamu, ada sama dia ada mabono tu nanti dia itu ni cuma ni dia nak mabono ni, kalau bisa kamu isi tu ni ni, bisa macam BCG, DPG yoga kamu isi, jadi topiknya ni, dia ada yang atau jadi topiknya ni, jadi dalam macam BCG go, bisa membantu kalian aku sini, mungkin dalam hari ini perlu ada, pindah, lebih mengisah, pindah asal yang yoga ni, bila solusinya ni hari, so orang Amina, jadi mahu saya bawa isi boleh, mungkin dalam masa dia ni, mungkin dia macam video, ini mungkin macam ini asal yang, orang mahu saya bawa, dari dalam mari pada so break pressure pada, break pressure ye, tamu bisa ye, di function ye, apa, every exercise ye, hal apa ye, body weight ဒီနှလုံးထုံနှုံးတွေအဲ့ဒါတိုက်ပြီးတဲ့ဟာကြီးသုံးလို့ပြရတာဖြစ်ပါတယ်လို့ပြီးကြတော့အရက်တိုက်ပြီးတဲ့ဟာလည်းပါတယ်အရက်ကကြတော့လေးပြီးရှစ်လက်မအောင်ဆိုရင်အိမ်မှာဝိခုမတင်တော့ဘွဲ့အကြောင်းပြီးအောင်မှာမွေးရပို့ပြီးတော့တက်တော့တက်တာဖြစ်မှာဖြစ်ပါတယ်လို့ပြီးကြတော့ဘုံမဲ့ဆုံးတရားအနေနဲ့ပါတယ်လူတွေဘုံရဲ့ break pressure ရဲ့တက်ပြီးဆိုရင်ဘုံစိတ်တဲ့ရောမှာရှိတယ်ဒီရက်လက်မနာဆိုတာပြီးထားရမှာဖြစ်ပါတယ်လို့ဘုံလက်ဆက်တော်ရင်းပြီးရွက်ပြီးဝလာနေတာဖြစ်ပါတယ်လို့အဲ့အစားအုပ်စုသုံးစုကိုဒီတိုင်းညညတာတာဆောက်ဖို့လိုအပ်ပါတယ်လို့ပြီးရင်ကိုယ်ဆောင်သေးရတဲ့နေရာတော့ဒီတဲ့ရှင်ဖို့တဲ့
ပါတယ်လို့အဲ့လိုဆိုရင်ကလေးမွေးတဲ့အခါမှာကလေးရဲ့တလူလိုက်ပွားတဲ့အထောက်အကူလုပ်မှာပါတယ်လို့ပြီးကိုယ်ကတရားဝင်နေတဲ့ခြောက်ချီတော့အင်ဂျီကိုဝတ်တင်ပြီးတော့တောင်းပန်ခံကိုစီရမှုဖြစ်တယ်ပြီးရင်ကိုယ်ဆောင်တဲ့အနေနဲ့ဝိနေတဲ့ကိုဒီဆိုရင်ကိုယ်ဆောင်ရုပ်တတိရဲ့နာမည်လာတဲ့နောက်ဆုံးရဲ့ကိုယ်ရဲ့ပုံပေါ်ခဏရတဲ့ကူလာတဲ့ပေါင်းပြရမှာပါတယ်လို့အဲ့ဒါဆိုရင်ကလေးဝိနေအရက်ကိုကြည့်နိုင်မှာပါတယ်လို့ဒီကိုယ်ဆောင်တဲ့အခါမှာကိုယ်ဆောင်တာတည်ပြီးဆိုတာနဲ့ဆောင်းနေဆိုတော့အကြည့်တဲ့ပြတာဖို့လိုပါတယ်လို့ပြီးရင်အလိုဆုံး6လတကြိမ်ဒီ6လကနေ8လမှာကျတော့တလမှာတကြိမ်ဒီ8လကနေဝိတဲ့ဆရာတော့တပတ်မှာတကြိမ်ပြတာဖို့လိုပါတယ်လို့ပြီးရင်ကိုစိတ်တော်ပြတာတဲ့ဒီမဟုတ်ဘဲနဲ့အခြားနေမှာဒီစင်းချင်းတော့ရှိခဲ့တယ်ဆိုရင်ဇာဝင်နဲ့အမြင့်ဆုံးစိတ်တော်ပြတာဖို့လိုပါတယ်လို့အဲ့အနည်းကလေးငယ်နဲ့အားလုံးဆွေးနွေးချင်ပါတယ်လို့ရောက်စစ်စစ်လိုက်ပေါ်ပြန်ပြီးတော့ကြည့်ပါစေ။ လည်းကျေးဇူးတင်ပါတယ်ဒီသမီးကအားလုံးကတော့အရန်စာပေါ်ကြတယ်ပထမဆုံးရတဲ့သမီးလေးတွေဆိုတာလေတစ်ခါလေးနေစပြချင်ပါတယ်အခုစက်ကပြီးတော့ကိုယ်နဲ့ဆရာကဆွေးရုံမှာ OBD မှာပြသပြီးပြီးဗိုက်တာဆိုင်ပြီးပြီးလုပ်ပြီးပြီး drink test လုပ်တယ်ပြီးရင်ဒီလိုစားမယ်အာဟာရနဲ့ပတ်သက်ပြီးတော့ဒီစားတယ်ဆိုတဲ့အခါဒီတော့ငါတက်ကြောင်းဒီကျေရပါချီတော့ thì cái này ဟုတ်ကဲ့လို့တော့ဒီမှာ OPD လာပြပြီးတဲ့အခါမှာမွေးလူနာကိုသူက9လလွယ်10လမွေးဖို့အတွက်ကိုစီရင်ရောက်လာပြီမွေးတဲ့အခါမှာတစ်ခါတည်းကိုမွေးဖို့အတွက်ကိုအတန်လေးပါလေးပြင်ဆင်ထားပေးကြပါခလေးမွေးပြီးခလေးမွေးပြီးဆိုလို့ရှိရင်ခလေးကိုဘယ်လိုဆရာမဘက်ကဘယ်လိုပြုစုခဲ့တယ်ဘာတွေလုပ်ခဲ့တယ်မေဘက်ကိုဘာတွေလုပ်ပြီးလဲဆိုတာကိုဆရာမလေးကလည်းပြောပြမှာဖြစ်ပါတယ် quỷ lấy vô Đồng mama em từ 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 mà này nó con sẽ lấy đi đó mỗi cái sang cái gì cái tàu hoa ya em chào nó sama sampara này vừa ra đi vào cái quả đấy
မှာပို့ပေးထားပါတယ်ဒီကိစ္စတွေတွေမှာဆိုတော့အောက်ထားပါတာကအခါကြီးမျိုးဒီအပြင်းမျိုးဆိုတာတော့မှအဲ့တော့ရောလို့ဆိုရင်ဒီလိုဆိုတာတော့နိုင်တယ်အဲ့ဒီမှာဆိုရင်အဲ့ဒီကိုကြည့်နေတယ်ရှိတယ်မိကြီးရဲ့အဲ့ဒီကိုကြည့်နေတယ်ခလေးရဲ့အဲ့ဒီကိုကြည့်နေတယ်ဆိုတာတော့ဆိုနေတယ်အချိန်မှာဆိုရင်ဒီလိုကိုလည်းပြန်ပြန်ပြီးလုပ်ရတယ်တော့ဒီကလေးကိုနည်းနည်းကြာအောင်ပြီးရတယ်ပြည်ရတယ်အဲ့လိုမျိုးပြီးစားအချင်းပါဝါလာလို့တော့ပြီးရတော့တော့ပြောချင်ပါတယ်ဘယ်လိုလုပ်ပါလဲကိုတမီပြောတဲ့အတော်မှာလည်းပတ်သက်ပြီးတော့ဝိသင်္စာကလေးကိုအသားဝါလို့ရှိရင်3ရက်ကနေ9ရက်နေတယ်ဝါလာတဲ့အခါမှာ9ရက်လောက်ဆိုရင်ရောက်လာတယ်အဲ့လိုတော့မရောက်လာဘူးကိုတူလည်းပြတ်ထားတယ်အဲ့လိုမျိုးလို့လည်းစုတယ်ဒါမျိုးလည်းအဝါရောင်မဝလာဘူးမရောက်လာဘူးဆိုလို့ရှိရင်ဘေးင်းနဲ့ခလေးကသူတို့ရဲ့ blood grouping မတူတော့နော် RH positive negative ဖြစ်တယ်လို့ that exchange နော်ဒီလည်းအဆင့်ထိရောက်နိုင်တယ်အဲ့ဒါကြောင့်ခလေးမွေးကင်းစားကလေးကိုလူဝအောင်တက်ဖို့အရေးကြီးကြအောင်နော်အဲ့ဒါကိုအမိပြောတော့အဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မာနီယာနေအခုOG နဲ့ပတ်သက်ပြီးတော့ correction လုပ်ဖို့တမီးတော့ပြောသွားတဲ့အထဲမှာအမားကြီးပါလို့ရှိရင်မမတ်ထားစေခြင်းလို့မာနီယာ correction လုပ်ပြီးမှဖြစ်ပါတယ်အမှပဲထိုင်ခက်လိုက်ဒီတိုင်း ENK ပြောနေနေရမှာကျမတို့ဒီအမျိုးသမီးတို့ကိုပြောပြတိုင်းနဲ့ပြောပြတဲ့ဆိုလို့ရှိရင်ဒါကျမတို့ကြည့်ရမယ်ဆိုရင်ဟောလာဒီမှာရှိပေါ်ရကြည့်လို့ရှိတော့အကြံပေးလို့ဆိုလို့ရှိရင်သူရဲ့ urine testing လုပ်ရတယ်ဆို urine testing as he said that examination albumin see what and the albumin said and tomorrow a good solution of the situation and albumin state that see that one up that boom sweet that they pick my aside equal also the albumin she there solution of no one that see on the old one there some it is a bad and thenပြောတာဖြစ်တယ် newborn care မှာဆိုရင်ဒီမွေးပြီးဆိုရင်ကြည့်တာကအသက်ရှူနိုင်ဖို့အတွက်အသက်ရှူနိုင်ဖို့အတွက်ဆိုရင်ကျွေးစုပ်တယ်လို့ပြည်သူမျက်နှာအရှိရေးလုပ်တာအဲ့ဒါအသက်ရှူနိုင်ဖို့အတွက်ဘာလို့လုပ်လဲတော့ဒီချက်ချက်ကတော့လူ့ကျွေးစာရှိဖို့အတွက်ရှိတယ်အဲဒီဟာအခုတည်းမျိုးပေါ်တယ်ရောဒီပြောတော့ဒီဆိုနိုင်တယ်ရှိတယ်ဆိုတော့ဒီချက်ကတော့လည်းရှိမှတော့ဒါလည်းချက်ဒီကြည့်တော့ဒီအဲ့ချက်ကြောင်းတော့ပါတော့ချက်တန်ရှင်းဖို့ပဲဒီကြည့်တော့ဒီပုံနဲ့ဒီရကကြရရှိပြီးဒီပုံမှာတော့တော့တဲ့ဒီလိုရှိဒီအရှိအောင်ဒီလိုလုပ်တယ်တော့တဲ့ဒီရေကဒီချက်အေးဒါဆိုပြီးတော့ဒီလိုရှိတွေ့ဖန်ရှိသွားတယ်။ပြောပြမယ်။အဲ့ဒါအဲ့ဒီကိုကျွန်တော်တို့ကပြောလို့ရတယ်ဆိုတာ။အဲ့တော့ကိုယ်စီဒီကတော့အမိကြီးကကိုယ်စီကိုဒီကကိုယ်စီတော့ကိုယ်လေးချိန်ရတာကတော့အတားပါဘူး။နောက်ဒီလိုတွေကြောင်းနေမှာဆိုရင်ကိုယ်ကဆရာမလေးဖြစ်ဆွဲပြောပြီးအဲ့တော့ကိုယ်ကပြောတယ်ဝေပုစုမတူဘူးဖြစ်တာဆိုရှင်ပို့ကြည့်ဆိုတတိအားအိတ်အဲ့တော့ကြံခဲ့တာပါလေဆိုရှင်ဒီလေးကတော့တော့မဆိုတယ်ဒါပေမဲ့အဲ့စီဝေါ်ကိုကြည့်ရတယ်စီဝါရဝါဒီတော့ဝေါ်ကပြီးပါတော့ပြီးပါတော့ဒီအိဝါလာလေဆိုရှင်တော့ဒါအဲ့ဘာပဲဆိုလို့ရှိတာတဲ့ချီပြညာပဲဆိုရလာတော့ဒီဒီကကိုရီးယားနဲ့အကျိုးသွားရမယ်ဟာဒီကျိုးဦးစ
solution တော့အဆောင်ရပြလို့ပြရမှာဆိုတာဖြစ်တယ်ဆိုတာဒီမှာမောင်မျိုးအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့က6လလုံးလုံးမှုတမျိုးတွေတိုက်နေဆိုပြီးတော့ခလေးတွေကိုပြောလိုက်ပြီးတော့မှကျေးဇူးတင်တယ်အခုမှများပြီးတော့ကျမတို့ရဲ့မောင်မောင်ဝင်လိုက်တဲ့မြင့်ကြံခဲ့တဲ့ပြင်ဆင်တဲ့အချိန်မှာပါတယ်လူရှိရလာတဲ့အခါမှာနည်းနည်းကြံလိုက်ကြံနေတာလေးလည်းရှိတယ်ခလေးတွေလည်းကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့နော်ဝင်းလျှောတဲ့လူနာနော်ဝင်းလျှောတဲ့လူနာတယောက်ကိုဘာနဲ့ဘယ်လိုပြုစုမလဲဆိုတဲ့ဟာကိုအရင်ဆုံးပြောဖို့စံပါပဲထပ်ပြီးတော့ဖိတ်ခေါ်ရအောင်မမီယာဒီ correction လုပ်ပေးမှာနော်ဒီတာတာတော့ဒီ Cuma aku bersama one shot ini ada di luar sana. Beliau one shot di mana jauh. Sana. Dulu itu one shot macam ada so. Orang suka yang orang yang one shot itu ini. Mana orang mampu ini. Apa ada itu orang ada orang yang ni. Surya berurai supaya pada ini surya pada ini important ini terus dipasi ini terus kasih pada polisinya kerja kalau mengapa bawah ini itu orang surya itu perlu kalian mereka surya akan biro akan dia surya kamu nanti sore sama yang jauh yang jauh dari sini tahu mungkin orang itu asal pemilihan ini kalau itu di dalam itu yang terjadi dalam mulai terjadi hanya itu terjadi hanya itu jadi yang mulai misalnya itu ini tahu ya orang sih masih tahu mungkin orang ituအဓိကပြောချင်တာတော့ ORS နဲ့ပတ်သက်ပြီးလို့ပြောမယ်။နောက်တကယ်လို့ ORS ကိုဝယ်လို့မရဘူးဆိုရင်ဘာနဲ့ပြောလို့ရတယ်ဆိုတာကိုလည်းပြောပြပါမယ်။ ORS ရဲ့ဒီမှာဆိုရင်စားနဲ့တဲ့နဲ့ပြောကြပါလေ။ဒီအေးကိုလည်းသုံးပြမှာဖြစ်ပါတယ်။ဒီအေးကိုလည်းတဲ့စားဆိုတော့နဲ့ဒါကြတော့ဆုံးကိုဆိုပြီးတော့တော့ပြောကြပါလေ။ဒီလိုပါတယ်။တင်ပါတယ်။ဒါစားမပြောခင်မှာလေးစိတ်ကိုအရေးကြီးတယ်နော်။ကိုလုံးရဲ့ဒီစီကိုတိုင်းကိုကလက်သက်မှပြောတာမရဘူး။မမီးဖြစ်ချင်တာရှိတာ။ warrants to pure resolution of the total would come in pure. But if you the way pure the ratio ratio of that is that relation that and I did the way they is harder to look yard the China your enemy the total one see that and would you like this chair thank you ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့အနာစီထည့်တာ dressing ဘယ်လိုထည့်ရမလဲ dressing ထည့်လို့ရှိရင်အနာဘယ်နှမျိုးရှိပြီးတော့ဗာစေးတွေသုံးတယ်ဆိုတဲ့ဟာကိုကောက်နိုကနေပြောပေးမှဖြစ်ပါတယ် Nasi saya tema insang lesini penasin kuti puluh agare, lesini ku penasin shibare, hawa pamu lesit view let jan lema berjansia, kongit sekwa, lekana lekawa bersong terba. Insang saya tema zaman yang terkubias sendiri. Kungiro siapa kan dengan anak beberapa provinsi Colombia mabisware, pero terus intong kusiware. Terus yang wanita terjadi dapat juga balas
17% alcohol number 3ကတင်ကြအာရုံတင်ဖြစ်ပါတယ်အဲ့ဒါတွေကိုကိုနေတော့ဆရာမကအရှင်းတင်ဖြစ်အောင်လုပ်ပြရမှာဖြစ်ပါတယ်ပြီးတော့စီးတဲ့အခါမှာတန်ရှင်းတော့အနာနဲ့မတန်ရှင်းတော့အနာတော့နှမျိုးဖိုက်ထားပါတယ်လူနာကိုပြုစုတဲ့အခါမှာတန်ရှင်းတော့အနာအရင်ဆုံးပြုလို့ရမှာဖြစ်တယ်တန်ရှင်းတော့အနာဆိုတာကဖိုက်စီပြီးလူနာတွေသူတို့ဖိုက်ကြည့်ပြတဲ့လူနာတွေပြီးတော့ကျုပ်ရုပ်ပြင်းတဲ့ဟာတွေကိုတန်ရှင်းတော့အနာလို့ခေါ်တယ်မတန်ရှင်းတော့အနာဆိုတာကပိတေနာပေါ့လေပိတေနာကိုလုပ်ရတဲ့မှာယူဆောင်းနဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့စီးရမှာဖြစ်ပါတယ်ပြီးတော့လူနာကိုဗါလဲလူနာတယောက်ကိုစီကိုတာမီတိုင်းလက်ကောင်းစွာပြန်စီပြီးနောက်တယောက်ကိုစီးထိုင်ပြရမှာဖြစ်ပါတယ်ပြီးတော့BC foundation ရှိပါတယ်အဲ့ဒီမှာ train ပြီးတော့ bottom board small board tree ပြီးတော့surgical suggest bread and share article for the cup and string ပြီးတော့ needle hula ပြီးတော့ break hula sponsor product ပြီးတော့ခြေတော် process တွေပါဝင်ပါတယ်ပြီးတော့အတုံးပြတဲ့ပစ္စည်းတွေကိုထပ်မှန်အတုံးမပြုတ်ခင်ရှိတာတော့ပြန်စီပြီးတော့ကုသစပြီးမှအတုံးပြရမှာဖြစ်ပါတယ်အဲဒါလည်းပြောပြပါတယ် ကျေးဇူးတင်ပါတယ်ကောင်းလို့အခုအနာစိတ်ထဲလာကြတော့လူနာတယောက်ဖွင့်စစ်ပြီးတဲ့အခါမှာဒီနေ့ခွဲတယ်ဆိုရင်ဒီနေ့တရက်မပြောဘူးဒီနေ့ခွဲရင်မနက်ဖြန် first day second day third day မှာကတ်ထားတဲ့ cluster ယူကိုခွာတာအဲ့ဒါလည်းတန်နဲ့အနာစိတ်ထဲလာမှာပါတယ်ပြီးရင်9ရက်တော့မဟုတ်9ရက်တော့ဆိုရင်ချုပ်လို့ပြီးတယ်အဲ့ဒါမျိုးတွေကတန်နဲ့အနာစိတ်ထဲထဲမှာပါတယ်အဲ့ဒါကျတော့အရက်ပြန်လေးနဲ့ဒီလေးနဲ့အဲ့ဒါကိုplease နဲ့ please ဆိုတာပတ်ပြီးလေးကိုကျေကျေစားလေးကိုပေါင်းပြီးတော့အနာပြန်အောက်ကိုအတွက်ကိုပြုလုပ်ထားတာအဲ့ဒါလေးလည်းအကုန်လုံးပြုလုပ်တင်ထားတာဖြစ်တယ်ဘုံကိုလည်းဘယ်လိုလုပ်ပြီးတော့ဘယ်လိုပေါင်းနေဆိုတာလည်းဆရာမကြီးသင်ထားတယ်အဲ့ဒါကိုပေါင်းပြီးသားဇာလန်ဖြစ်တဲ့ပစ္စည်းတွေကိုပဲအသုံးပြုတယ်အဲ့ဒါနဲ့အနာစိတ်ထဲပေးတယ်တကယ်လို့ဒီတင်တာတွေမှာကြတော့ဒီခဲ့တဲ့အခါမှာတန်းတဲ့အနာကိုအရင်ဆုံးဖြစ်တယ်တယောက်ချင်းစီကိုထည့်ပြီးသားလက်စီနဲ့အကြောင်းကြီးလက်စီလေး90အကြောင်းကြီးလည်းပြောတယ်ဘယ်နဲ့စက္ကန့်စီနဲ့ဆိုတာပြောမိတာအဲ့မာမီယာဒီ correction လုပ်ပြီးလို့ အဲ့တော့ဒီမှာလို့ဒီ scrubbing ဆိုတော့အနာဒီဆေးတဲ့ခါမှာဆိုလို့ရှိရင်ဒီမှာလို့ solution က1 2 3 here so solution 1ဒီကနေ့အဲ့ဒီရွှေလောက်ရတဲ့ပုံပဲဘယ်လိုလဲဆိုအဲ့ဒီဒီကျော်အဲ့ဒီချောက်တဲ့ဒီနဲ့တောက်ပြရတယ်။ဒါတော့လို့ရှိရင်အဲ့ဒီဒီလိုနဲ့ဒီလိုရောသွားတဲ့အခါကျတော့အနည်းတင်ရပြေတာတော့ scrubbing လုပ်တဲ့အခါကျတော့အဲ့ဒီချောက်မလို့ percent ကဘုရားနဲ့ပြီးတော့ဒီလိုပြေးလို့ရှိရင်ချောက်သွားတာ။ scrubbing လုပ်ရနောက်ထပ်ကြဒီတော့နောက်ဆုံးကြတော့ဘုရားပြော spray ကိုအရင်နဲ့ပြတော့အဲ့ဒါဒီမို့ဒါတော့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လက်စီနဲ့ကတော့လက်စီတဲ့အခါမှာ15စက္ကန့်စီရမှာဖြစ်ပါတယ်နော်ပြီးတော့ဆက်လက်ပြီးတော့စီးချိုလူနာအရင်ကဆိုကျွန်တော်တို့လူနာတင်ရောက်ကိုinternal project ဘယ်လိုတင်ပြီးတော့လူနာကျွန်တော်တို့လူနာပြုတ်ပြီးဘယ်လောက်အရေးကြီးလဲဆိုတာကိုရှင်းတော့အားရပါရပြောပေးမှဖြစ်ပါတယ်တကယ်ကျွန်တော်တို့လူနာပြုတ်ရဲ့အလုပ်ကိုအကုန်လုံးပြုမှာပါတယ်အဲ့ဒါကိုရှင်းတော့ပြောပေးမှဒီတိုင်းနာလေးဖြစ်ဖြစ်ဒီလိုဒီဖြစ်တဲ့နာလေးဖြစ်ဖြစ်အဲ့ရကနေမထနိုင်တဲ့နာလေးဖြစ်ဖြစ်အဲ့လိုနာလေးကိုဆရာဝန်ကြီးကအင်ဂျင်အောက်လုပ်နိုင်ရှိတယ်
အဲ့ဒီမှာပါတာဆိုရင်like design ပါမယ်ပြီးတော့intake ပါမယ်ပြီးတော့ output ပါမယ်by design မှာဆိုရင် blood pressure temperature pulse rate respiration rate ဆိုတော့ဒီလိုရှိတယ်ပြီးတော့ intake မှာဆိုရင်IV oral fluid ပြီးတော့ reduced feeding tube တွေပါတာဖြစ်တယ် IV မှာတင်ဒီလိုရှင်ရှိတယ်ပေါ့နော်အဲ့မှာregulator ဆိုတဲ့ဟိုအောင်နဲ့NS ပါတယ် DW ပါတယ်ပြီးတော့ DNS ဆိုတော့မှရေးလို့ရှိတယ်အဲ့ဒီအပြင် antibiotic ဆိုတဲ့ IV တွေကိုသုံးနေရတယ်ကိုဆရာမကြီးပုံပေးနေတိုင်းတော့ပြရတာဖြစ်တယ်oral fluid မှာဆိုရင်ဒီနာကိုဗလဲမိဗလဲလို့တွေပြီးမှကျတော့အရင်တွေပေါ့နော်အဲ့ဒါတွေကိုတိုက်ရရှိတယ်ပြီးတော့မှ feeding tube မှာဆိုရင်ပါးစပ်ကနေမထည့်နိုင်တဲ့လူနာတွေနှာခေါင်းထဲကနေတော့အစာထည့်ရတဲ့လူတွေဆိုရင်ဗလဲ100cc ထည့်ပေးရတယ်ပြီးတော့အဲ့ဒါထည့်ပြီးတိုင်းဆရာမကြီး order ပေးတဲ့ထည့်ပြီးတော့မှ20cc water ကိုအများကြီးတိုက်ပေးရတာဖြစ်တယ်အဲ့ဒါက intake မှာပေါင်းပြီးတော့မှ output အနေနဲ့ဆိုရင်လူနာရဲ့1 urine နဲ့ပြီးတော့မှ section ဆိုတဲ့နှာခေါင်းပိုက်ကနေဆုံးထုတ်တဲ့ဟာပြီးတော့မှကျတော့ drip tube ဆိုတဲ့ဟာကြီး draining tube တွေပါဝင်တယ်ပြီးတော့မှ filter တိုင်ရှိခဲ့တယ်ဆိုရင်အဲ့ဒီအရာတွေအားလုံးကို output ထဲမှာဗလဲမှတ်ထားလေးရှိပါတယ်အဲ့ဒီအရာတွေကိုဗလဲဆရာမတွေကဗလဲမနေ့9နာရီကနေည9နာရီထိဆိုရင်ဒီကျူတီဖြစ်ပြီးတော့မှည9နာရီကနေမနေ့9နာရီထိဆိုရင်နိုင်ကျူတီတော့တန်တန်လေးရှိတယ်အဲ့ဒီ24 hour မှာလူနာရဲ့ဝန်ထမ်းဖြစ်တဲ့အားလုံးကိုဗလဲမနေ့6နာရီမှာအကုန်လုံးဘယ်နဲ့အောင်လုပ်ချင်းအားဖြင့်ဆရာဝန်ရောင်းနေတဲ့အခါမှာလူနာရဲ့အခြေအနေကိုဖြစ်တယ်ဆိုတာကိုဆရာဝန်ကသိနိုင်တယ်ပြီးတော့ဆရာဝန်ကဗာသိပေးရမှာလဲဆိုတာကိုလည်းသိနိုင်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီ intake output ဟာဆရာမတယောက်အနေနဲ့အရင်အကြီးတဲ့အချက်ဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့အဲ့ဒီ normal slide ဆိုတဲ့ဆေးကသွေးနဲ့ဟာတစ်မျိုးတည်းပဲမဟုတ်ဘူးဆေးခဲ့တဲ့အခါမှာလည်း normal slide ကိုအသုံးပြုလုပ်ရတယ်နောက်ခလေးတွေနာမွန်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဆေးကိုစုပ်ယူပြီးတော့နှာခေါင်းထဲကိုအဆက်ချပြီးတော့အဲ့ဒါကိုလည်းအသုံးပြုလုပ်ရတယ်ဆိုတာကိုလည်းဖတ်ပြီးရှင်တယ်။ဘာမင်းဖတ်ပြီးအဲ့တော့ဝပြောပြောပြရတယ်ဆိုရင်အဲ့ဒီ kids နော်ပေးရတဲ့အကြောင်းရင်းတွေကတော့အဲ့ဒီဝူရှုံးရဲ့အကြောင်းတွေဖြစ်ရှောင်းပြတဲ့လူနာဝူရှုံးဖြုံးရဲ့ဘာဖြစ်လဲဆိုတော့ခန္ဓာတွေးချိုးလို့မှတွေးအရေးတွေနေကနေတော့တွေးတယ်ပတ်ပေါ်မှာကောင်းတော့အောင်တော့အောက်ဆီဂျင်ရတယ်တဲ့ဒီကအခြေအနေဆိုတော့နေတယ်အဲ့ဒါကြောင့်ဒီ IV ကိုပေးရမယ်ဆိုတော့ဆရာဝန် under observation ဆရာဝန်ရဲ့ observation အောက်မှာရှိရတယ်ဒီမှာတို့လုပ်ဆောင်တဲ့အခါကျလို့ရှိရင်တော့ခုနကတည်းကပြောတဲ့တခြားဆေးတွေနဲ့ antibiotics ကယောဂပိုးကိုအင်းစီတဲ့ဆေးဆိုယောဂပိုးအမျိုးပေါ်မှာလူကြည့်တော့ဆေးတဲ့အမျိုးမျိုးရှိတယ်ဒါဆရာဝန် order လုပ်တဲ့အတိုင်းသူကအကျိုးဆေးနဲ့တွေးရမယ် antibiotics နဲ့ဆိုတော့ intravenous အကျိုးဆေးနဲ့တွေးရဖြစ်ရဲဆိုတာအခုအစီကျမတို့ခုနကတော့တိုက်တာအဲ့ဒါတို့ဒီလက်ခေါင်းပိုက်တယ်မှာတို့ကအစာကျွေးတယ်ဆိုလို့ရှိရင်ကျမတို့ဘာဖြစ်လို့ဒီချက်အေး20 milliliters တဲ့တယ်ဆိုလို့ရှိရင်ဒီလက်ခေါင်းပိုက်ကမြစ်ပတ်လို့ရှိရင်ဒါအိုးဝူရှောဝရဲ့ဖြစ်စီတဲ့ဘူကပြန်ပေါ်လာဒီမှာဝူရှောရဲ့ဖြစ်တဲ့ကြောင့်20cc နော်ဒါဖြစ်တယ်ဆိုတာကိုတော့ဒီတော့ကျမတို့ intake နဲ့ output ကိုပြီးလို့တဲ့အခါကျပေါင်းတဲ့အခါကျကျမတို့အနှုတ်ပြမှာစပါ
ပါရတယ် insensible water loss ရှိတယ်မမြင်ရဲ့အရေးဆုံးရှုံးမှုတွေနောက်တဲ့ကြမမြင်ရတဲ့အရေးဆုံးအသက်ရှူတဲ့ခါကျရင်ဒီအမြင့်ထွက်တဲ့အပူလေထွက်တာဒီအရေးပါထဲရစားလို့ဒီမှာဒီလိုစာ insensible water loss ကတော့အများကြီးဘာလို့လဲချိမှာတော့ပါတဲ့ဒီအဲ့ဒီရှိတာနော်အဲ့မှာလူနာကဒီခံဆောင်မှုမရှိဘူးဆိုတာကိုဒါကြောင့်ဒီနေ့စာပေါင်းပြီးတဲ့ခါကျရင်အကယ်၍ output ကများနေတဲ့ balance ကနည်းလို့ရှိရင်လူနာကအခြေအနေကောင်းတဲ့ဘက်ကိုအကြောင်းကြားရမယ်နော်အဲ့တော့အဲ့ဒီလိုမျိုး balance နည်းလို့ရှိရင်လူနာခေါ်တာလို့ဖြစ်လာတယ်အခြေအနေရှိနိုင်တယ်ဆိုတော့ဒီလိုပြရတယ်ချက်ချင်းအကြောင်းကြားဖို့လိုအပ်တယ်ဆိုတော့ဆရာဝန်ကောင်းတယ်ဟောပြောအကြောင်းကြားဖို့လိုတယ်ဆိုတော့ Thank you Thank you Mami အခုဆက်လက်ပြီးတော့စီးချိုကျွန်တော်တို့ကဘာလုံးမှာစီးချိုလုံးနာတအားများတဲ့အတွက်အဲ့ဒါလည်းမပါဝင်လို့မရတဲ့အချက်တစ်ခုဖြစ်တော့ပြောပြီးနဲ့ဆရာမကိုဖိတ်ခေါ်ပါတယ်စီတူယောဂကြောင့်တော့ခုချိန်မှာဆိုရင်လူငယ်လူလက်လူကြီးတွေအများဆုံးသောယောဂဖြစ်တယ်ဆိုတာသိရတာဖြစ်ပါတယ်စီတူယောဂရှိပြီဆိုရင်ဆရာဝန်တွေကဘယ်လိုမျိုးလဲတွေ့ရှိချက်ပါတယ်ဘယ်လိုမျိုးလဲစမ်းသပ်လဲဆိုတော့ဒီမှာတရားကြတော့ fasting blood sugar ရဲ့ regular blood sugar ရဲ့2HCV ဆိုပြီးတော့သုံးမျိုးလဲစမ်းသပ်ပြီးရှိပါတယ်ဒီမှာတရားအနေနဲ့ fasting blood sugar ကြတော့ဘာညအဲ့စနေနောက်ပိုင်းမှာမစားဘဲနဲ့မနေ့ထားတာနဲ့စမ်းသပ်တာဖြစ်ပါတယ်ပြီးရင် regular blood sugar ကြတော့နေ့လယ်ဒီမစားခင်နာရီဝက်နဲ့နောက်ဒီမစားခင်နာရီဝက်မှာစမ်းသပ်ရှိပါတယ်ပြီး 2HPV ကကြတော့သမီးစားပြီးတော့ဒီနာရီအတွင်းစမ်းသပ်ရှိပါတယ်ပြီး fasting blood sugar ရဲ့ပုံမှန်ကြတော့ဘယ်လောက်လဲဆိုတော့100 mg တစ်စီလီတာဖြစ်ပြီးတော့regular blood sugar ကြတော့100ကနေ125 milligram တစ်စီလီတာကြတော့ပုံမှန်ဖြစ်ပါတယ်ပြီးရင်ကိုကကြတော့စီတူယောဂရှိပြီဆိုရင်လက်ချိတ်မဖောက်ချင်ဘူးဆိုရင်တစ်ခွေးမှာဖောက်လို့ရပါတယ်အဲကြတော့HbA1c အဲ့ဒါလည်းသိဆိုရဲအဲ့ဒါလည်းစမ်းသပ်ပါတယ်အဲ့ဒါကြတော့ပုံမှန်ဘယ်လောက်လဲဆိုတော့ 5.7% ဖြစ်ပါတယ်ပြီးရင်စီတူယောဂရှိပြီဆိုရင်ဘယ်လိုစားတော့ဒီစားရမလဲဆိုတာအနေနဲ့ဆွေးနွေးမယ်ဆိုရင်သမီးကကြတော့တပတ်ကမှာ3ပုံ3ပုံစားလို့ရပါတယ်ပြီးရင်ဟင်းသီးလေးတွေများစားဖို့လိုအပ်တယ်ပြီးရှာပေါ်မှာချူရဲဆိုတော့အောင်ရှာဖို့လိုအပ်ပါတယ်တော့ပြီးပုံမှန်လေးခံလို့ဖို့လိုအပ်တယ်ပြီးအသားကြတော့ဒီတိုင်းတစ်လုံးစားရင်လုံလောက်တာဖြစ်ပါတယ်လို့ပြီးရင်ပြီးကြတော့ကိုကစိတ်ဓာတ်ယောဂကိုအသားစားတဲ့ဘုံပဲနဲ့ထိန်းချုပ်လို့မရတော့ဘူးဆိုရင်ဆရာဝန်တက်ကြွသောဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်စိတ်ဓာတ်ယောဂဆိုတာကြတော့ဗာလေမျိုးရိုးလိုက်တဲ့ယောဂပြောတာရှိယောဂဖြစ်တဲ့အဲဒါကြောင့်စိတ်ဓာတ်မဖြစ်နေထိန်းချုပ်ဖို့လိုအပ်ပါတယ်အဲဒါကြောင့်တက်ကြွသောဆရာဝန်တွေနဲ့တိုင်ပင်ပြောစီမံတောင်းဖို့လည်းလိုအပ်တာဖြစ်ပါတယ်လို့အဲဒါလည်းဒီကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့during albumin test နဲ့ during sugar test ဆိုတာလည်းရှိတယ်စီးချိုသမားတွေကို during sugar test လုပ်ပေးရတာအဲ့ဒါလေးကျွန်တော်ဆံမေးပွဲအောင်ပေးတာအဲ့ဒါကိုကျွန်တော်တို့အချိန်တအားများမှာမဟုတ်လို့အဲ့ဒီစီး during စီးကိုစီးချင်းအပြင်စီးချိုရှိမရှိနဲ့စမ်းတဲ့ဟာကိုလည်းကျွန်တော်ဆံမေးပွဲအောင်ပေးတာဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်မမီသက်သက်ရှိတယ်ဟုတ်ပြီဒါဆိုရင်အခုနောက်ဆုံးနော်လူနာတယောက်တတိမိနေလို့လမ်းမှာနော်အလောက်ထဲမှာတတိယရမှာတတိမိနေတဲ့လူနာတယောက်ကိုတွေ့လို့ရှိရင်ဘယ်လိုကယ်ဆယ်ရမလဲဘယ်လိုကိုမြင်ရမလဲဆိုတာကိုပြောကြပေးဖို့ဆောင်ပြီးဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆက်မှာတော့ CPR ဆိုတဲ့ဟာဖြစ်ပါတယ်CPR ဆိုတာကြတော့ဘယ်လိုလဲ
ကိုဒီနာမှာပြောယောဂတတိမိနာတတိမိနာဖြစ်တော့ကိုရတော့တဲ့ခါမှာအဒီဘောကားကြီးဒီဘောချက်မယောဝန်သားတွေလောက်လာတဲ့အခါမှာအဲ့ဒီလူလာကိုပြန်ဆက်နိုင်တဲ့ခါကိုပြပါတယ် CPR ကြတော့ခါတဲ့ research station လို့ခေါ်ပါတယ်ပြီးတော့ကျွန်တော်ဒီစက်မှုကိုပြီးပေါ်လဲဆို CPR ကဘယ်လိုလဲဘယ်ချိန်မှလုပ်လို့ရတာလဲဘယ်လိုချိန်မှလိုအပ်တယ်ဆိုတာကိုဒီပရိသတ်တော်ကောင်းနားနဲ့တော့ကျွန်တော်ယုံကြည်ပါတယ် CPR လို့ရတဲ့ရွေးချက်ကြတော့ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့တွေးတဲ့ပတ်မှုကိုနှလုံးသားပေါ်မှာမလုပ်ပြီးနိုင်တဲ့မထုတ်ပြီးနိုင်တဲ့အတွက်ကြောင့် CPR လို့ရခြင်းဖြစ်ပါတယ်တွေးရွေးချက်ကတာဖြစ်ပါတယ်ပြီးတော့ CPR ကိုတကယ်လို့လုပ်နေဆိုရင်ဒါဘယ်လိုအခြေအနေမှာ CPR ကိုလုပ်ဖို့လိုလဲဆိုတော့ဒီတဲ့ပုံနာပဲဖြစ်ဖြစ်ရှင်သက်မှုဖြစ်ဖြစ် electric shock တခုကိုကြောင့်တတိယနေရာပဲဖြစ်ဖြစ်အဲ့ဒီအခြေအနေမှာ CPR လုပ်ဖို့လိုတာဖြစ်ပါတယ် CPR လုပ်တော့မယ်ဆိုရင်ပါကိုရင်လုံးဆုံးကြည့်ရမှာလဲဆိုတော့ကိုလုပ်တဲ့နေရာကဒီရှင်းပုံစံရလားဆိုတော့ကိုရင်ဆုံးကြည့်ပါမယ်တကယ်လို့ကမှရင်သက်မှုလိုလားကိုအဲ့ဒီကမှပဲတကယ်လို့ကိုက CPR လုပ်ပြီးနိုင်တယ်ဆိုအခြားရင်သက်မှုလည်းဖြစ်နိုင်တယ်လို့ဓာတ်တိုင်အောက်ဖြစ်တစ်ပြီးအောက်ဖြစ်မလုံးဆုံးတဲ့နေရာမှာလုပ်လိုက်တဲ့ဆိုချပ်ပြီးပြီးရင်ဒီလိုမကင်းမဲ့လို့ယုံကြည်မှုရှိယုံကြည်နိုင်တဲ့အတွက်ကြောင့်ယုံနာဆက်ဖြစ်တဲ့နေရာကိုကိုကအရင်ဆုံးရေးချင်ရမှာဖြစ်ပါတယ်ပြီးတော့ဆက်ဖြစ်တဲ့နေရာကိုတွေ့ပြီးဆိုရင်ပထမအနေနဲ့ဒီရေလာတော့ဖြစ်တဲ့ ABC ဆိုတာကိုရင်ဆုံးစစ်စီပါမယ်အဲကြတော့ LV ဖြစ်ပါတယ်တွေ့ကြတော့ breathing ပေါ့စီကြတော့ blood circulation အဲ့ဒါကိုရင်ဆုံးကြည့်ရပါမယ် LV ကြည့်တဲ့အခါမှာနောက်ဆုံးပုံနဲ့လည်းကြည့်ရပါမယ်တို့ရဲ့သက်ရှူလမ်းချက်ပေါ်မှာတို့ကပိတ်နေတာဆိုတာကိုတို့ရဲ့အသက်ရှူလမ်းချက်ကိုဒေသလေးကြည့်မယ်ပြီးတော့တို့ရဲ့အသက်ရှူလုံးရှူပေါ်မှာမာနာပုံမှန်ကြည့်ရတာဆိုတာကိုလည်းပုံကောင်းကြည့်ရမှာပါတယ်ပြီးတော့ blood circulation ကျတော့တို့ရဲ့သွေးခုန်မှုတွေကဘယ်လိုလဲဆိုတာကိုကောင်းကောင်းကြည့်ပြီးတော့အဲ့ဒါသုံးဖို့ရင်ဆုံးကြည့်မယ်ပြီးတော့လည်းလိုလိုက်တဲ့ response ကိုလည်းကိုယ်ကပြင်ပြီးတော့နားထောင်ရပါတယ်လူနာကိုတွေ့တဲ့နေရာမှာဒီလိုစီတာပဲဖြစ်ပြီးတော့သူကြားနာရောသူ့ခေါ်လာပဲဖြစ်တဲ့ပုဂ္ဂိုလ်လိုပြီးတော့သူကဘာမှ response မရှိဘူးဆိုရင် CPR ကိုစားရတော့မှာဖြစ်ပါတယ် CPR စားလို့လည်းဆိုပထမအနေနဲ့ကိုယ့်ရဲ့နောက်ဒီနေရာကိုလူနာရဲ့နှလုံးတိမှာဒီလိုမျိုးထိုးဖို့လိုပါတယ်အဲ့ဒီနေရာကျတော့ဒီတိုင်းအောက်ကနေဒီလိုတိုင်းတဲ့ဆိုဒီနေရာဆိုတော့ဒီနေရာမှာလို့ရပါတယ်ဒီကနှလုံးရှိတဲ့နေရာကိုဒီလက်ဖက်နောက်နဲ့ဒီလိုပြီးမယ်ပြီးတဲ့နေရာမှာဒီလက်တစ်ဖက်နဲ့ဒီလိုလုပ်လိုက်တဲ့ဆိုကိုယ်လက်ကရှောတာပဲဖြစ်ဖြစ်တခုခုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်လက်တစ်ဖက်နဲ့ပြန်ပြီးတော့အောက်ကိုနားစင်ပုံနဲ့ပြပါမယ်လက်နဲ့အုပ်မယ်ပြီးတော့ဒီလိုမျိုးနှိမ့်လိုက်တဲ့အခါမှာကိုယ်လက်ကလည်းနည်းနည်းလေးတော့ကိုယ်လို့မရပါဘူးလက်ကလည်းဖြောင်းနေမှရမယ်ပြီးတော့ body position ကလည်းအာနေမှဖြစ်မှာပေါ့တော့ဒီကကိုယ်နှလုံးကဘယ်လိုမျိုးတွေ့လဲဘာမှုကိုသူထုတ်ပြီးနေတယ်ဆိုတော့ဒီကားလို့ကိုဖြစ်တဲ့အတွက်ကြောင့်ပါတယ်ပြီးတော့ဒီလိုမျိုးကိုယ်နှိမ့်လိုက်တယ်ဆိုရင်တမင်နဲ့အတွင်းမှာကျတော့အများကြီးနေလို့လည်းမရတယ်အရင်နေလို့လည်းမရတဲ့ဖြစ်တာတော့ကြောင့်ဝင်နေမှမျိုးဆိုရင်တမင်နဲ့အတွင်းမှာတရား30နှုံးနဲ့နေပြရမှာဖြစ်ပါတယ်ပြီးတော့ကိုယ်နှိမ့်လိုက်တဲ့အဖြစ်ကျတော့ဖားရနေ6 cm လက်ဖားနေလဲဆိုရင်2ကနေ2.4 cm လောက်နဲ့နေရပါတယ်ပေါ့နော်လူမျိုးနေပြရပါပဲပြီးတော့အဲ့ချိန်မှာအခါ30နေပြတိုင်းမှာလူနာရဲ့ပတ်စံပါဒီမဟုတ်ဘူးရမှာဖြစ်ပါတယ်ဒီနှခါမဟုတ်ဘူးရမှာလီမဟုတ်တဲ့အခါမှာနှခေါင်းပိတ်ပြရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်နှခေါင်းမပိတ်လိုက်ဘူးဆိုရင်ကိုယ်ဟုတ်ဘူးလိုက်တဲ့ဒီတွေကနှခေါင်းမှာပြန်ထွက်လာနေတဲ့အတွက်ကြောင့်နှခေါင်းကိုပိတ်ပြီးတော့မှတဲ့သက်ရှူလမ်းကြောင်းကိုပွင့်တင်ပြီးတော့လာပြီးတော့မှပတ်စံကနေဒီနှခါမဟုတ်ဘူးရပါမယ်မဟုတ်တဲ့ပတ်စံနဲ့တိုင်းမချိချင်းဘူးဆိုလို့ရှိရင်ဝတ်စားတစ်ခုကိုခံပြီးလို့ရပါတယ်တို့ဒီနှခါမဟုတ်တဲ့ပြည်တိုင်းမှာပြန်ပြီးတော့မှနေပြီးရမှာပေါ့နော်အဲ့လိုမျိုးနဲ့လုပ်ပြီးရမှာဖြစ်ပါတယ်ဒီလိုကပြောထားတဲ့ပုံလေးဆိုရင်ဒီမှာကိုယ်လည်းကဒီဘက်ပုံဒီလိုမျိုးပြီးရမှာဖြစ်ပါတယ်ဒီလိုမျိုးကစားပြီးကိုယ်လည်းကဒီလိုမျိုးဒီလိုလုပ်လိုက်တဲ့အခါမှာဒီဟာကဒီလိုခါတိုင်းလို့မရပါဘူးကိုယ်လည်းကတွေ့ရှင်တော့ပုံစံဒီလိုမျိုးပုံနေမှာဖြစ်ပါတယ်ကိုယ်လည်းကဒီလိုအုပ်နေပြီးတော့မှဒီလိုကိုယ်လည်းကိုယ်လို့ရတဲ့သူကဒီလိုဆက်ဆံမှာပါတယ်ဒီရဲ့ပုံမှန်ဒီလိုနေရမှာဖြစ်ပါတယ်ဆိုဒီဟာကျတော့ခုနပြောထားတဲ့ဒီသူရဲ့နှာခေါင်းပေါ်မှာဒီ
ကိုယ့်ရဲ့ပတ်စံမှာဒီမဟုတ်တော့လည်းနှာခေါင်းကိုဒီလိုပိတ်ပြီးတော့မှသူ့ရဲ့ဒီမီယူချင်းပေါ့ဒီကိုယ့်နေရာကိုကန်ပြီးတော့မှသူ့ရဲ့အရှုလမ်းကြောင်းကောင်းကောင်းဝင်လို့ရအောင်ကန်ပြီးရမှာဖြစ်ပါတယ်ပြီးတော့ခုနပြောထားတဲ့အတိုင်းဒီမှာနှာခေါင်းကိုပိတ်ပြီးတော့မှပတ်စံနေဒီမဟုတ်တွင်းတယ်ဒီမဟုတ်တွင်းလိုက်တဲ့အခါမှာသူ့ရဲ့လက်မောင်းနဲ့ရင်ဘတ်မှာတခါတည်းသူ့ရဲ့အသက်ရှူနှုံးနဲ့နှလုံးခုန်နှုံးကိုရင်ဘတ်မှာတခါတည်းလက်နဲ့စားပြီးတော့မှပတ်စံနဲ့မဟုတ်တွင်းရတာဖြစ်ပါတယ်ဒီရောက်ထက်ဖြစ်နေတယ်ဆိုရင်ပေါ့နေရောက်ဆိုတော့ဒီရောက်ကတော့အဲ့ဒါကိုကြည့်လို့ရတာပေါ့ဒီမှာလည်းသူကကြည့်တယ်ပြီးတော့နားထောင်တယ်ပြီးတော့သူ့ရဲ့အသက်ရှင်လုံးကိုခံစားတာပေါ့သူကဒီနှာခေါင်းနဲ့သူ့ပါးစပ်နဲ့နှာခေါင်းသူ့ပါးစပ်နဲ့နှာခေါင်းမှာဘယ်လိုမျိုးအသက်ရှင်လဲဆိုတော့သူ့ရဲ့နှာခေါင်းနှာကျွတ်နဲ့နားထောင်တာပေါ့နော်နှာကျွတ်နဲ့နားထောင်ပြီးတော့မှကျန်တဲ့လက်တွေပါပြည့်ပြည့်စီးတွေနဲ့သူ့ရဲ့ရှင်ဘတ်မှာသူ့ရဲ့အသက်ရှင်လုံးကိုကြည့်နေတာဖြစ်ပါတယ်ပြီးတော့နောက်ဆုံးနေတဲ့သူကပြောတော့တဲ့နှလုံးကသွေးကိုခန္ဓာကိုယ်ထဲမှာသွေးရဒီနှလုံးကနေပဲထုတ်ပြီးတော့မှဆောင်ရွက်နေတာဖြစ်တဲ့ကြောင့်ဘုရားခါနေလိုက်တာနဲ့နှလုံးကသွေးထုတ်တယ်ပြီးတော့ဒီမျိုးပြန်လာတဲ့သွေးပြန်ဆိုတဲ့ဒီမျိုးဒီဟာကြတော့မဲမှာဆက်ပြီးတော့ဘုရားတော်တော်ကြီးဟာပါတယ်ပြီးတော့ဒီကျေးဇူးပါပြီးတော့ဒီတွေးတယ်ပေါ့မူကဒီမိနစ်အတွင်းမှာအောက်နောက်ထဲမရောက်လာနိုင်ဘူးဆိုရင်လူရဲ့အောက်နောက်ကပစ္စည်းစပြီးတော့ပစ္စည်းလာတာပေါ့နော်၄ကနေ6မိနစ်ကြာမှာကိုယ့်ရဲ့အောက်နောက်မှာတွေးတယ်ပေါ့မူရဲ့အောက်ဆီဂျင်ရဲ့ပေါင်းပေါင်းမပို့ဆောင်နိုင်ဘူးဆိုရင်အောက်နောက်ကတပြေးပြေးနဲ့ပစ္စည်းလာစလာပါတယ်ပြီးတော့ကိုယ့်ရဲ့10မိနစ်အတွင်းမှာအဲ့ဒီလိုလာကိုတတိယပြင်မလို့ပြီးနိုင်လို့ဆိုရင်10မိနစ်အတွင်းမှာတတိယမရပြန်မရနိုင်တော့ဘူးဆိုရင်လူနာကကိုမာဆိုတဲ့ယောဂခံစားပြီးတော့မှကိုကပြန်ကျဲနိုင်တာပဲဖြစ်ဖြစ်နှလုံးကပြန်ခုန်လာတာပဲဖြစ်ဖြစ်ပြီးတော့အုံနောက်ကတည်တော့တဲ့အတွက်ကြောင့်လူနာကအဲ့ဒီပုံမှာလည်းဒီကိုမာဆိုတဲ့ယောဂကိုခံစားပြီးတော့မှတစ်သက်လုံးတတိမိနေတဲ့အနေနဲ့လည်းရှိနိုင်ပါတယ်ပြီးတော့ဒီကိုအဲ့ဒီဒီ CPR ကျတော့ဒီလိုမျိုးပြောရတယ်ဆိုရင်ယူရှင်းပြီးမဲ့ဒီလူတယောက်ရဲ့တကယ်ကြီးပေါ်တဲ့ရေးကြီးတဲ့အချိန်မှာအရေးကြီးတဲ့အချိန်မှာကိုအဖက်ကိုပြန်ကျဆယ်နိုင်တဲ့ပြန်ကျဆယ်နိုင်တဲ့ skill တစ်ခုလို့ကျွန်တော်မြင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီစီပီအာနဲ့ပတ်သက်ပြီးတော့ပြောကြားသွားပြီးတယ်ကြည်ပြီးရလို့ရှိရင်အဖျားရမ်းတဲ့ရင်ချွေးသားထွက်ရင်လက်စားပြီးလို့ပြောမယ်အနာစိတ်ထဲရင်ဒီလိုစိတ်ထဲရမယ်စိတ်ချွေယောဂရှိရင်ပါရှောင်းမယ်ပါစားမယ်ဘယ်လိုလေးကျင်းခံလုပ်မယ်မွေးကိုရင်လည်းမိခင်တွေဘယ်လိုကာကွယ်ပြီးတော့ဘယ်လိုပြုစုမယ်ဘယ်လိုမွေးမယ်ခလေးဘယ်လိုလုပ်မယ်ပြီးရင်ဆရာမတယောက်အနေနဲ့အင်ဂျင်နီယာဖို့အဝင်အထက်အကုန်လုံးကိုလုပ်ချင်အားဖြင့်ဆရာမတယောက်ရဲ့ activities အကုန်လုံးလုပ်ဆောင်မှုတွေဆရာဝန်ကလူနာတယောက်ရဲ့ condition ကိုကြည့်ချင်အဖြစ်ဒီဆရာမအလုပ်ကအမတန်အရေးကြီးကြောင်းကိုဆရာမတယောက်ချင်းစီကပြောကြားသွားပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ရရှိကောင်းချီးပေးပါစေ။အခုဆက်လက်ပြီးတော့ကျွန်တော်ရဲ့ certificate ပေးအပ်ပွဲဖြစ်ပါတယ်။ certificate ကိုပေးအပ်ပွဲလုပ်ခင်မှာမမီယာနေကျွန်တော်ရဲ့ certificate ကိုကြားသွားပေးမှာဖြစ်ပါတယ်။ Pathway Education Center Certificate of Completion. This certificate is proudly awarded to for completion of basic community-based healthcare training scope course 160 hours held from April 6 to May 13, 2026. And course offered Panitingan de Resolution, number 1 month of maternity, tea and child, EKG, 2 months of basic nutrition, basic nursing foundation, number 3 months of first aid, number 4 months of quality
Jigaro, Dakana Bita, Siwa Gaba Bita, number 6 facilitation, Tue Kanda Kuba, and Nashimu Dumade, so and this is Nashima Dai, Jama, Pide, Pide, number IENT, ear, nose, throat, and yes, in non number 8 number 8 nutrition, nutrition, Ahaya, number 9 geriatric, thank you, Hopumia, Pusuchin, and young men, number 10 infectious and common diseases, infectious disease, who say yoga, common disease at Tama yoga, John, who say yoga, so Pusuya, the gates, the Buddha, everybody. Number 11, I take the or using the dream, using what Jamai, any, Malaya, I think judging Jibade. Now, set the word that all, that's in divided. The idea of the lecturer, the head, retired University of Nursing. Now, not the Pangado, sister director, Public Education Center. George Mado, the Public Education Center, the Suya and Mabuti had a great on the Almasway and all the Development Society. So the Suya and government registered number 1, stroke Luger, stroke 1384. The education centers now Abuda, Dita, Labu, and then the design in India and Sudan and going to be last year. Pertama mak satu. Sama Tim Sianko Yang Ngaji Yang San Boy Pai Son Sam Sa Ju Te Te Lo Pi Ne Ma Mi Wa Tu Ni Jesu Te Ma Le Ko Te Ma Sia Mo Tama Aliuta Di Tu Na Pyu Ako Te Na Sa Te Ne Bu Ya De Tama Aliuta Ni Anya Ni Pat Pu Pu Ni Ke Ba Le Patama Uso Ku Ni Tama Sa Na Ne Ku Ni Ma Sa Phit Ke Ku Tu Wa Be Tama A Pi Le No Nyan Nyan Sa Pyu Lai Ba Phya Te Phin နေ့အတောင်းပြုချင်နေပြီဆိုပြီးတော့ကျွန်တော်တို့ဆော်လိုက်တဲ့အခါမှာကျွန်တော်တို့အကိုတင်ရကိုစတင်တာဖြစ်တယ်ဒီ batch ကဆိုရင်9 batch ဖြစ်သွားပြီကိုချမ်းမြောက်ဖြစ်သွားပြီကိုချိန်မြောက်ပြီးတဲ့အခါမှာမနေ့ကကျွန်မလေးနဲ့ကလေးမျိုးကိုသွားမယ်အမစတီစီမှာတင်တော်မျိုးသမီးအဖွဲ့နဲ့ဆယ်ချိန်မြောက်တဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့28ရက်နေ့တင်လာစင်ပွဲကိုကျွန်မပြည်ဖြစ်သွားမှာဖြစ်တယ်အဲ့ဒါကြီးအခုချုံနဲ့ပြောမယ်ဆိုရင်ကျွန်မအမျိုးသားအနေအားပေးပံ့ပိုးကူညီတဲ့လို့ကျွန်မဒီချင်းကြီးပြောနိုင်ရဲဆိုတာကိုအမျိုးသားကိုကျေးဇူးတင်ကြောင်းပြောခြင်းနဲ့မယုံလည်းထပ်ထပ်ပြီးတော့ကျေးဇူးတင်ကြောင်းပြောခြင်းနဲ့ဘုရားရှင်ဘုန်းတော်အထင်ရှားပါစေအခုဆက်လက်ပြီးတော့ပထမဆုရတဲ့ဆန်းဆန်းကိုဆုပေးဖို့ရန်အတွက်ဆရာကိုဖိတ်ခေါ်ချင်ပါတယ်
အမှန်ဆိုလို့ရှိရင်988ဖြစ်တယ်988မှာကျန်တဲ့လူတွေနဲ့4မှတ်လောက်စီပဲပို့ရတယ်ဒါမဲ့4မှတ်ဆိုတာအမှတ်တကယ်ပေးတဲ့အခါမှာအရင်များနေတော့ကျန်တဲ့လူတွေကိုပြီးမယ်ဆိုရင်အကုန်လုံးပေးရမှာဆိုတော့နံပါတ်1အဆင့်1ကိုပဲပေးလိုက်တာဖြစ်တယ်အားလုံးကိုစာတော်ကြတယ်အရန်လိမ္မာတယ်လက်တွေ့စင်းရအခါမှာလည်းတအားမျက်နှာရတယ်အရန်တော်တယ်တွက်တယ်ဆိုပြီးတော့ပြီးရင်ကျွန်တော်ကအဲ့ဒါကျတော့ live monitoring ကျွန်မအချမ်းနေရာမှာစာသွားတဲ့နေရာမှာလက်စာရင်ကျွန်မစာပြီးတယ်မိတဲ့အခါမှာသူတို့အတိတ်မဖြစ်တတ်ဘူး။အော်ကျွန်မခလေးအရန်စာတော်လာပဲဆိုတာကိုကျွန်မစိတ်ထဲမှာကျွန်မချက်ချင်းသိလိုက်တယ်။အော်ဘုရားတခင်ကိုကျေးဇူးတင်လိုက်တာဘယ်လိုကျေးဇူးတင်မှန်းကိုမသိဘူး။သူတို့ထက်ကိုဒီနေ့အောင်မြင်ဖို့ရတာကိုကျွန်မပို့ပြီးတော့ဝမ်းသာတယ်။အရန်ကျေးဇူးတင်တယ်။မနေ့ဆိုရင်ကျွန်မတို့9နာရီ4နာရီခွဲလာခဲ့ရမှာအဲ့တော့လောက်ကြမြို့သားနဲ့ခုံစီရတာနဲ့တော့တင်ရှင်းလင်းရတာနဲ့အကုန်လုံးကိုဘာမှအခမ်းအနားကြီးကျယ်မလုပ်နိုင်ဘူးလေဒီမနိုင်ကိုလည်းအမျိုးသားကိုယ်တိုင်ကိုလုပ်ပေးနေတယ်အရင်ကျေးဇူးတင်တယ်ဆိုရင်ပြောတယ်အများကြီးတယ်ကျွန်မရဲ့မိသားစုကိုလည်းကျေးဇူးတင်တယ်ပိကပေးတယ်ကျွန်မစာတင်ခြင်းနဲ့သူတို့ကနေရာထိုင်ခြင်းကိုအစမပြေဘူးထိုင်ခြင်းနဲ့နေရာတော့မထိုင်ရအောင်အဲ့လိုမျိုးအားလုံးကိုကျေးဇူးတင်ကြပြောချင်ပါတယ်အခုချိန်မှာမာမီယာနေကျွန်တော်တို့ကိုအပိစကားတော့ကပတ်တော့အားဖြင့်တော့မာမီကိုပြောပါတယ် Jangan lah mungkin mau. Karena aku lihat sing bisu tuh nggak yang asten aman sing tuh asten kalau di mana.
ဘယ်နေရာမှာဝင်မလဲဆိုတာကိုအဲ့ဒါဘုရားကြီးတောင်းချင်အဖြစ်ဒါကျမတို့ကဒါဝင်နေတယ်။ဒါဖြစ်ကျေးဇူးတောင်းပြောပြီးခင်ကိုအားတယ်ဆိုတာကျွန်တော်အားလုံးကဆရာကြကိုင်းကြီးတရားတော့ကိုအခါနဲ့ဆက်ချောင်းပါစေကျွန်တော်တို့ကိုအမိဝိုးတဲ့ဘုရားကြီးခွဲထမှတ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြရမယ်အမိဝိုးတဲ့ခွဲထမှတ်ပါတယ်ဆိုဘာအတွက်လဲဆိုအသက်ရှင်တဲ့ကဘုရားကြီးရဲ့ဘိုးကိုထင်ရှားဖို့အတွက်ကျွန်တော်ကမြေကြီးသားတဲ့ပါမြေကြီးနဲ့ဘုရားကြီးပြန်ဆင်းတဲ့အတွက်ကြောင့်ပါဘုံပါအသေးမှမရှိတော့လေဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်ဒီကလူပြရတဲ့လူသားကအပေါ်မြတ်ဆုံးဖန်ဆင်းခြင်းတမပါတယ်ဝိညာဉ်ရှိတဲ့ဝိညာဉ်ကကျွန်တော်ဝိညာဉ်ကတကယ်ခရစ်တော်ကိုတည်ရှိဖြစ်လက်ခံယုံကြည်တဲ့အခါမှာဆိုဘုရားကြီးကကျွန်တော်တို့ကိုဘုရားသားနေတဲ့ခါတဲ့ခရစ်တော်အားဖြင့်ဆိုကျွန်တော်တို့အားစေဘုရားသားလောကီကိစ္စလောကီအသက်ကြီးတဲ့ဆိုင်ရည်ဒီပရောဂရမ်အမျိုးအဖျားကြီးရဲ့အဝိဇ္ဇာအမေကပိုင်တဲ့တော့မျိုးအလုပ်ဆုံးလို့ဆိုခံရပြီးတဲ့အတွက်ကြောင့်အသက်ရှင်တဲ့ခါကျရင်ဒီအကိဘုံကိုထင်ရှားစေဖို့ရဲ့ဆိုတော့ကျွန်တော်တို့အမြဲတမ်းဆွဲကိုင်ဖို့ပါဒါကြောင့်ကျွန်တော်တို့ဘာလို့ကြလဲဆိုရင်နံပါတ်1ဒီမှာဆို trust in the Lord ဘာဖြစ်လို့အားကိုးရတယ်ဘာဖြစ်လို့အားကိုးတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီတမန်ကျမ်းစာဆိုတဲ့ညီကဆိုကျွန်တော်တို့ဒီကတခါလေသူကတကယ်လည်းပြန်ပြီးအားကိုးလို့ပြန်ပြီးဟိုပြီးတဲ့အခါကျတော့သူကဆိုရင်အိမ်နဲ့ကြောက်ကိုပြီးလိုက်တဲ့အခါကျရင်ဒါရင်ကအနာဂတ်ကြံခိုင်းနေတာအခန်းငယ်29ပါဆိုရင်ဒါပြတာဒီဒီဘယ်နေရာနေတဲ့အတွက်ကြောင့်သူ့ကိုပဲချင်းရောက်တယ်ဆိုတတိယမင်းအနည်းချင်းရောက်ခြင်းခံရတာဒါကပါဖြစ်စေဒီချင်းရပြီတကယ်ရှိခရီးအသေးခံတယ်အသေးခံရကျွန်တော်တို့ရှင်ရတာမျိုးတွေအရာအဲ့ဒီတော့ဘုရားရဲ့ဒီလိုဆောင်တဲ့အရာတွေကြောင့်ခေါ်ရတာကိုအာကိုပါတယ်နောက်ဆက်ပြီးတဲ့အခါအာဗြဟံအချိန်ရပါတော့အာဗြဟံဆိုတကဘာဦးချန်အန်ဒီthe same thing ခံနေတော့မှာဆိုလို့အဲ့ဒီ trust in the Lord မှာဆိုလို့ရှိရင်တော့တန်ကြအခန်းကြီး3အခန်းကြီး9ကနေ9နော်တော့တန်ကြအခန်းကြီးတော့ခန်းငယ်9ကနေ6ပြီတဲ့တော့9ကနေ6ပါဆိုရင်ထာဝရဘုရားကိုစိတ်နှလုံးအကျွေးနဲ့အဲ့ကိုးစားတော့သူကပါကျွန်တော်ကအကြံစီပေါ်ရောက်နေဒါကြောင့်ထာဝရဘုရားကိုကိုးစားဖို့ဖြစ်တယ်ဆိုတော့ချစ်တိစတာထာဝရကိုးစားဖို့ကိုးစားဖို့ဖြစ်တယ်နောက်တစ်ပတ်ရှိချေကြတော့ဥပိသလောဥပိနာခံဖို့ရှိရတယ်ဘယ်နေရာမှာလဲဒီကျွန်တော်တို့ကနာခံနာတော်ကြည့်ရှိရအလုံးစုံကိုရောက်လာပြီးဆိုရင်နောက်ကခွေတာကဆိုသူရဲ့ constitution မှာတော့အခြေခံစီးရင်ရှိတယ်အခြေခံဥပဒေရှိတယ်ဒီစီးရင်ဒီဥပဒေကိုကျွန်တော်တို့ကနားထောင်နာခံရတယ်ဆိုဒီနားထောင်နာခံကြီးကလည်းထာဝရဘုရားကိုနားထောင်နာခံတယ်ဆိုတော့ဘာလို့ကြာနေချောင်းအခန်းငယ်ကိုနောဤအကြောင်းနောဤဆိုလို့ဖြစ်ပါဆိုရင်သူတို့နေတာကဟိုတဲ့ကရဟိုတောင်ပေါ်မှာထာဝရဘုရားကသူ့ကိုပြောတယ်ဒီဘောဆောင်တော့ဆိုသူများရပဲနောက်ပဲဖြစ်တည်ခဲ့တဲ့နောဤကဒီဘောပြအောင်ဆောက်တယ်ထာဝရဘုရားရဲ့ညွှန်ကြားချက်အတိုင်းအပေါ်ရတဲ့သူကပြုလုပ်တဲ့အတွက်ကြောင့်ဒီဘောဆောင်ပြီးတာကျွန်တော်တို့ရှိတဲ့တိုင်းရေပေါ်ပေါ်တဲ့ကသူရဲ့မိသားစုကခြင်းရတယ်ဆိုတာအဲ့ဒါကြောင့်မလို့နာခံနာထောင်ခြင်းလုံငန်းခွေမှာနာခံနာထောင်ခြင်းနောက်ပြီးတဲ့အခါကျလို့ရှိရင်ဆက်လက်တော့လှုပ်ဆောင်ခြင်းဟာဆိုရင်ဖြင့်ဘုရားကြီးရဲ့ကောင်းချီးပေးတယ်အဲ့ဒီတည်းရဲ့အခုကပြောတဲ့ကဘာဥစ္စာတွေအခန်းငယ်3ကတော့အာဗြဟံကဘုရားကြီးသူ့ကိုပြောတယ်ဒီရဲ့ယောဂနဲ့ထွက်တော့ငါဖြတ်တန်းပြီးလို့ဘာလို့ဆိုဘုရားကြီးဖြတ်ပဲပြီးလို့အာဗြဟံကမသိဘူးဒါပေ
မဲ့ဘုရားရဲ့စကားကိုနာခံပြီးတာတွေ့တာတဲ့ကြတော့ဖြစ်စေဘုရားရဲ့ယူယူချစ်ဖြစ်စေဆိုပြီးတဲ့တော့သူပြည့်ပြီးရတဲ့အရာကပြည့်စုံတာကိုကျွန်တော်တို့တွေ့အဲ့တော့ကျွန်တော်တို့ကလည်းနံပါတ်3ချက်ပါဆိုရင် be the good example ကောင်းတဲ့ပုံစံတွေပြရအောင်ကောင်းတဲ့ပုံစံတွေဆိုလို့ရှိရင်တော့ပုံစံတွေကကျွန်တော်တို့ကလူကအားရစားတယ်စားတယ်ဒီလိုမျိုးအသက်ရှင်ခြင်းအသက်ရှင်တဲ့ကလည်းခုနပြောတဲ့စိတ်အရွယ်ပြိုပြည့်ခြင်းကိုဘယ်လိုမှမချင်နဲ့မပြုတ်ဘူးတဲ့ကြည်ကြတဲ့အရာပြောဆိုတဲ့အရာကြည်ကြပြုတ်မှုပြောဆိုတဲ့အရာဒါပေမဲ့ကြလို့ရှိရင်သူဘာကိုချစ်ခြင်းဝိညာဉ်သဘောရှိခြင်းသစ္စာဆောင်ခြင်းစိတ်ကြည်ခြင်းယုံကြည်ခြင်းယုံကြည်သူတို့ဟာပုံပြရမယ်ဆိုတဲ့ကဒါကောင်းတဲ့ပုံတဲ့ဒီကိုပြဖို့ဖြစ်တယ်ဒါကြောင့်ကျွန်မတို့ဟာဆိုလို့ရှိရင်ဒီလုတ်ဖို့လုပ်မယ်ဆိုလို့စတော့ကိုဆိုရင်နံပါတ်1စတော့လေစူးစူးဆိုင်ဆိုင်အယုံဆောင်ပြီးတော့လုပ်ဆောင်စူးစူးဆိုင်ဆိုင်လုပ်ဆောင်နံပါတ်2မှာဆွဲမြဲလုပ်ဆောင်လုပ်တဲ့တိုင်တိုင်းအဲ့ဒါကဖြစ်ခဲ့တယ်ဆိုရင်အဖြစ်တာမဟုတ်ဘူးလေဆွဲမြဲလုပ်ဆောင်အစဖြစ်တဲ့နေရာကအစောချီတာဝင်တဲ့နေရာရဲ့ဆွဲမြဲလုပ်ဆောင်တဲ့တိုင်ဒီဟာဒီဘုံတို့ကြည့်ရှာတဲ့ဘုရားရဲ့ချီးရောက်ခြင်းခံရတဲ့ဒါကြောင့်ဆွဲမြဲလုပ်ဆောင်တွေ့ကြုံရတဲ့အခက်အခဲတွေကျွန်တော်အောင်မြင်မှာဖြစ်တယ်။နောက်တစ်ခါတော့စေတနာစိတ်နဲ့လုပ်ဆောင်ဖို့အားလည်းဆိုတာဒါပြည့်စုံဘုရားကြီးကစေတနာစိတ်နဲ့လုပ်ဆောင်တဲ့သူဆိုလို့ရှိရင်ကောင်းချီးမင်္ဂလာပေးတာဖြစ်တယ်။အဲ့တော့ဘုရားရဲ့လူတော်ကရှိတဲ့ဆိုရင်ကျမတို့ပြုစုခြင်းဒီတကယ်ရှိခရစ်လောကမှာရှိတဲ့ကလုံးသားများကိုပြောင်းလဲစေတဲ့အဲ့ဒီမှာဆိုပြုစုတဲ့ကျွန်တော်တို့ပြုစုတဲ့နိုင်ကြလို့ရှိရင်အထီးကဒီပေါ်တဲ့ဝါစာသမဆောင်ကဒီအခန့်ငယ်ဒီမှာဆိုလူအပေါင်းကိုကြည်ကြည်ရတော့သမာဓိပြီးဖို့အတွက်ဘုရားရှင်အလိုရှိတယ်ဆိုကျွန်တော်တို့လုပ်ငန်းမှာလုပ်ဆောင်ရင်းနဲ့ကျွန်တော်တို့လုပ်တဲ့အလုပ်ကဘယ်လိုလုပ်လဲဆိုဘုရားရှင်ရဲ့အလုပ်ဖြစ်တယ်ဆိုတာစိတ်ထဲမှာဆွဲမြင်မှတ်ထားလို့ပါတယ်တော့ကျွန်တော်ကလုပ်ဆောင်တယ်ဆိုတော့လောလောကူကူပဲလွယ်ကူမှတော့မဟုတ်ဘူးအရာခက်တဲ့ခံစားတဲ့ challenges စိတ်ခေါ်မှုတော့ challenges ကအမြဲရှိတယ်ခဲမှုစိတ်ခေါ်မှုကအမြဲရှိတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့တွေ့ရတဲ့အရာများပါဆိုရင်မှားလားဆိုတော့ကျွန်တော်စီးကြည့်မယ်တစ်ခါတလေတွေ့ကြုံရတဲ့အရာများစုံစမ်းကြည့်ဒီကိစ္စနဲ့စာရင်းနေတာလားလောနဲ့ကတော့ဆိုကျွန်တော်အားတာနေတာလားဘုရားရှင်ချီးကြောက်ခြင်းဘုရားရှင်ခံနေတာလားဘယ်ဘုရားစာရင်းနေတာလေဆိုစာရင်းဒီတော့ဝါစာတိုင်းပေါ်မှာတတိခရစ်တော်ကိုအောင်ကြီးစာရင်းတင်ကအောင်ကြီးခိုင်ခရစ်တော်တော့ဝါစာတိုင်းမှာအောင်ကြီးနောက်ဘုရားဆုံးစမ်းလို့ဆိုတော့ဒီခါလေးဒီ challenge တွေစာရင်းကို challenge တွေဆိုတော့ကိုချိန်ပါဆိုစာရင်းကကျွန်တော်တို့ရဲ့အပန်းမှာမရှိနဲ့သူရဲ့အစီပါတဲ့နောက်ဆိုရင်ညရှိတာနောက်ဆိုဘုရားဒီဆောင်းတော့အတွေ့အကြုံနဲ့ဝင်ပါဝင်အဲ့ဒါဆိုကျွန်တော်တို့ကြောက်ဖို့လို့ဒီဝါကတိုင်းတော့တကယ်ရှိခရီးအဲ့တော့ဝါကတိုင်းတော့ဒီရှိအတွေ့ရဖို့တကယ်ရှိခရီးနာမှာတော့အဲ့ဒါရင်းနေစွဲတိုင်းလို့ challenge ကိုကျွန်တော်တို့အောင်မြင်နိုင်ပါပြီပဲဆိုတော့ဒီအခါကျလို့ရှိရင်ဒီကျွန်တော်တို့အတားဆောင်ဒီအတားဒီလည်းကကျွန်တော်တို့နောက်ကြဘာလို့ဒီလိုမှာပါလဲဒါကြောင့်နောက်ထားတဲ့ပြန်လာပြီးတော့ဒီကိုတော့အဲ့ဒါဆိုကျွန်တော်တို့ကဆိုပြီးကိုနောက်တဲ့ပြန်လာရင်ဒီကပြန်ကောင်းချီးပေးဖို့ဒီလိုဆိုဒါကနောက်တော့ဘယ်လိုပါလဲဘုရားကြီးချီးမြှောက်တယ်ဆိုချီးမြှောက်လို့စာမေးပွဲဘဝစာမေးပွဲဘယ်လိုဖြစ်ရတာလဲအဲ့ဘဝစာမေးပွဲကိုပြရမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်
ရှုခရစ်နော်ယောဟန်ခန်းကြီး16ခန်း33မှာဆိုတကယ်ရှုခရရပါတော့ဒီကိုဒီပစိုးရဲ့နဲ့ဒါအစေချက်ကလောကောက်အောင်ပြီးတော့တကယ်ရှုကပြောရှင်းပေါ်လို့ပါလေပြောတယ်အော်ရီတူအော်ရစာပြမဆောင်ခါကြီးတစ်စက်အခန်းငယ်33မှာဆိုကျေလူကဖြစ်တာတော့စုံစမ်းတော့ရှိခြင်းတိတ်ဟုတ်အဲ့ဒါနဲ့ဒါပြည့်ရဲ့ပိုင်းအားတယ်ဆိုဒီလိုဒီတမန်ကြီးရှိတော့ပြောင်းရနာလို့ဖျားပြည့်ပြည့်စင်ပေးတယ်ပြောင်းရနာကိုဖျားပြည့်ပြည့်စင်ပေးရတယ်လူကြီးနဲ့ပြည့်စင်တော့ရှိတော့ဖြစ်တော့ဒီကူနာရဲ့စကားပြောချင်းအဖြစ်ပြည့်စင်ပေးရအဲကြောင့်ကျမတို့ဒီ challenge ကိုအောင်မြင်နိုင်ဖို့အတွက်ဒီနော်ဒါစိတ်တော့ဘာလို့အဖြစ်ကိုအားယူဖြစ်တယ်အဲ့တော့ကျမတို့အဆိုပြီးဒီ job description ကျမတို့လုပ်လာတဲ့တော့နာဆိုဒါကိုလုပ်ရမယ်ဘာတွေလုပ်ရတယ်လဲဆိုတာ Financial Foundation ကသင်ကြားပေးတဲ့အရာလုပ်ရမယ့်အရာရှောင်ရမယ့်အရာရှိတယ်ဒါဘယ်နေရာဘယ်ဌာနဆိုလုပ်ဆောင်ရမယ့်အရာရှောင်ရမယ့်အရာရှိတယ်ဆိုတော့ကျမတို့လုပ်ဆောင်တဲ့ကိုယ့်ရဲ့ job description နော်ဒါမျိုးကအခြေခံကျမရဲ့ပြုစုမှုရှိတဲ့အခါကျအခြေခံကျမရဲ့ပြုစုတဲ့ကကိုယ့်ရဲ့ job description ကိုတိကျကျလုပ်ဆောင်တဲ့စေတနာစိတ်ဘောလုံးတဲ့တော့ဆက်တော့စေတနာစိတ်နဲ့ပြတ်ပြတ်မှုဆောင်တဲ့တော့လုပ်ဆောင်တဲ့အခါကျရင် Christ-like character ရတယ်။ဒါတတိယခရီး character ကိုကျမတို့ရလာတယ်။အဲ့တော့ကျမတို့ကလူနာကိုပြုစုတဲ့အခါကျရင်အခုတော့ကတော့ဘုရားမယ်ဆိုတပည့်သားပဲပြောတယ်ဆိုတော့လူနာကိုပြုစုတဲ့အခါကျလူနာကိုပြောတဲ့အရာကိုကျွန်တော်နားထောင်ရတဲ့အခြေအနေမျိုးရှိတယ်။တစ်ခါတလေဆိုတာပြောပြလိုက်ရတဲ့အတွက်ကြောင့်သူစိတ်မှာပေါ်ပါလာတယ်။ဆိုသူပြောပြလိုက်တဲ့အရာကိုကျွန်တော်တို့ကရှောက်တော့ဘုံဒီလိုရှောက်ပြောဖို့မဟုတ်ဘူး။ဒီအရာဟာဆိုရင်ကျွန်တော်တို့ကနားထောင်ရပြီ။နားထောင်ရတဲ့အခါကျပါတွေ့တယ်။နီးကျွန်တော်တို့ကဒုထောင်စုတောင်းဖို့အတွက်လူနာအတွက်ဒုထောင်စုတောင်းဖို့အတွက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပါရှိရမယ် attentive listening နားထောင်တာနားထောင်တာ yes ဆိုနားထောင်စကားပြောတဲ့အခါကျတော့ eye to eye contact လူနဲ့စကားပြောတဲ့ညနေချစ်ဆန်ပြောမှာဒါအောင်ကိုအဲ့ဒီကိုယူဆိုင်တယ်ဆိုတာတော့ဒါ eye to eye contact နဲ့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့ voice word စကားပြောတယ်ဒါပါတော့ရဆိုတဲ့ပြောပြတယ်ဒီလိုရှိဒီဆောက်တဲ့ညဒီဆောက်ခြင်းစကားကိုပဲပြောလို့ရှိရင်အဲဒီကိုရဲ့ပြောတဲ့အရာကဆိုရင်ပြပြကောင်းကြည့်ပြီးဒါကြောင့်ဒီဆောက်စီတဲ့စကားတော့ဒီနှလုံးသား loving motivation နှလုံးသားချစ်ခင်ခြင်းအပြင်အချစ်ချစ်ရမယ်ဆိုတော့ချစ်ခင်ခြင်းရှိဖို့တော့ဒီနာကိုစေတနာရှိပြီးတော့ပြောင်းကင်းစေဖို့စေတနာနဲ့ချစ်ခြင်းနဲ့ပြုစုဖို့အချစ်ချင်းလေးချစ်ကြလို့ဆိုတဲ့အခါဒါကိုကြီးမဆဖို့အဲ့ဒီစိတ်တော်ရှိတယ်ကိုညာပြောလို့ရှိရင်လက်ရ candle touch တော့လည်း candle ကိုင်တွေ့တဲ့ကညံပါစွာကိုင်တွေ့ဖို့အားခါကြမ်းတမ်းတဲ့ခါကျရင်လူနာလေဘုခံစားနိုင်ဘူးเนาะပြီးလို့ရှိပါလေဒါနီးကခုနပြောတယ်လူနာအတွက် pray ဆုတောင်းပေးမယ်ခြေထောက် serving feet ခြေထောက်ကကျွန်တော်ဘာလုပ်လဲဆိုရင်ဒီကဆရာမရေးတယ်ဒါဖြစ်တယ်အဲ့လိုမျိုးနဲ့ခြေထောက် serving feet ခြေထောက်ကသူ့စုပေါ်မှာလောက်ရမယ်ဆိုတာကိုကျွန်တော်ကသွားဖို့ဒါဟာဆိုရင် Christ-like character ရှိလာမှာဖြစ်တယ်နောက်ပြီးတော့ commitment ကကျွန်တော်တို့ဒါပတ်တော့နေဆိုရင်ဒီခါကြီးကပို့ပေးရတယ်ပေးတဲ့အရာဆိုရင်ကျွန်တော်ကလောက်ဆောင်ပြီးတဲ့ဗတ်ချစ်တဲ့ဆိုတော့ဘာလို့ကျွန်တော်ချစ်ရှိပါမိတော့ကျွန်တော်လက်ကို link စီကိုရဲ့ဒီနေရာမှာတော့
把那都得呀那，把你是的那种，现在都定要嘛，呀就是的，但还是不他妈去那，想法也没得嘛，不他妈去那去，不就不要随便，那是，然后就做嘛那是东西的呀，像带大路，比如那个嘛那是累的，那累的，那里边带大路，有就是现在的。learning education ရှိရမယ်เนาะဒါကိုကလောက်ဆောင်တဲ့ခါကျရင်အားဖြင့်မှုကလတိဩရစာခိုင်း6ခိုင်းနေမှာဆိုအားရွေးစရာမှုချီလို့ကိုအချင်းချင်းကိုကြီးဖိုက်တဲ့တော့အားဖြင့်ခရစ်တော်ဤတရားကိုကျင့်ကြတော့ဒီကြောင့်လည်းကြောင့်ကိုကြီးထိုင်ရွေးဖို့ပဲလူအားဖြင့်ဆိုပြီးတော့ဘာဖြစ်စေဘတ်ကူပါအောင်ပြချင်ဒါအောင်ပြချင်တဲ့ကျွမ်းကျင်မှု专节目是别人现在大家都是专辑呢，我不是了，但还这么多定下来是录下来是定下来，但是到你的那天不看的了，也少花一点，都少点大家都是这么多的，那看太少，比如是大陆的，然后现在的力量，现在的力量是哪几些？但是这么多都少，然后都少的大家呢，可比起来也是，有这个安抚下来咯，而且国家什么之类的话呢，平时都那不破案呢，平时都可以阿里他们都不打算呢，也是的，但是这么多都呢，可比起来是哪里大家有些呢，那专辑来说，这么多把是的 confidence ကိုပို့ဖို့ရုပ်ကြည့်စိတ်ချလာဟိုလက်ချင်မှုများတဲ့က confidence ရှိလာတော့ confidence ရှိလာတဲ့အခါကျလို့ရှိရင်ဒီအရာကနော်ကျမတို့ကလောက်ဆောင်တဲ့အခါကျဟို confidence ရှိတဲ့တော့ဖန်တဲ့အရာတော့တခါတလေကျတော့ဖန်လာတယ်ဆိုရင်ဟိုဘယ်ကဲရမှုဒီနော်ပြင်တင်မှုတွေပါဒါပေမဲ့ကိုယ့်ရဲ့ confidence ရှိတဲ့အခါကျရင်ဟိုကသူများကိုပြန်လေတော့ရန်တွေ့ဖို့မဟုတ် neatness ရှိတယ် neatness ဆိုရင်သူများတင်ဝေးခြင်းတခါတလေလူတွေကလူများတင်ဝေးခြင်းရှိနေတဲ့အရာကိုသူကဘာတင်တယ် weakness လို့တွေ့တယ်။ weakness ဘယ်လိုပဲဖြစ်ဖြစ်သူများတွေကဘာဖြစ်လို့ကိုယ့်ရဲ့လမ်းတိုင်းကိုရှောင်းလာလောက်ပါတော့တိုင်းနဲ့ရှောင်းလာဖျားရင်ပြရှင်တော်ဝိညာဉ်တော်နဲ့ရှောင်းလာတဲ့အခါကျလို့ရှိရင်ကိုယ်နာကဘာဖြစ်တော့လဲဆိုရှင်နော်ဖျားရင်ချင်းရောက်တယ်လူတွေကဘယ်လိုပဲပြောတော့ဘယ်လိုပဲကြည့်နေလဲဖျားရင်ချင်းရောက်ခြင်းကိုခံရတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်။ဒါကြောင့်ကျွန်တော်တို့အဆိုပြီးဒီလိုမျိုးလောက်ဆောင်ခြင်းအပြင်ဆက်လက်လက်ကျင့်ပါတာလေကိုယ့်ရဲ့ experience နော်အဲဒီကျင့်မှုအပြင်ကျွန်တော်တို့ခိုင်ခိုင်မြဲမြံနော်အဲ့တော့စိတ်ထားရှိလာပြီးရှင်အောင်မြင်တော့သူတဲ့တိုင်းအောင်မြင်မှာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ကဆိုရင်ခိုင်ခိုင်မာစိတ်ကမှစိတ်မှလောက်ဆောင်တဲ့အခါကျအောင်မြင်တော့ပြန်ပါဖြစ်တယ်။ပြန်ဖြစ်တာနော်အဗြဟံကိုဒီပေးရတယ်။ဘာပြောလဲကိုလူမျိုးချစ်ဖြစ်နေတယ်ဆိုဒီတတိကဆိုရင်အဲ့ဒီဤစေနာမြဲမြံဤစေနာမြဲမြံဤစေနာမြဲမြံဆိုတော့ဤစေနာလည်းဒုက္ခတွေအများကြီးရှိတယ်ကြာဖို့နော်ဒီမှာဆိုရင်ဒီပြန်ရဲ့ဒီတိကလူမျိုးကြီးတော့ဒီကနေဒါပြောပြည့်စုံစီတယ်ဆိုလို့ရှိရင်ယာကုပ်ကနေပြည့်စုံစီတာဘုရားကြီးဖြစ်တယ်အာဗြဟံကိုတိပေးတဲ့အတိုင်းနောက်ဆုံးကြတော့ဒီဆက်မှာမြဲမြံကြောယာကုပ်ပါပြည့်စုံစီတဲ့ဘုရားကြီးကကျွန်တော်တို့ကိုအစပြုစီတဲ့အခါမှာဆိုအစောတိပို့ဆောင်နေဆိုတာကိုကျွန်တော်တို့ကိုအားရှိစွာနဲ့လွတ်ဆောင်ဖို့ဖြစ်တယ်။ဘာဖြစ်လဲဆိုယေရိနာဂတိကျမ်းခိုင်း29အခန်းငယ်10တိမှာဆိုတပနာမိတ်တော်မူပြီးတာဆိုတော့အဲ့ဒီမှာနာဒီတေတို့ကိုအကျိုးပေးစီခြင်းကကြံစီတော့အကြောင်းဟုတ်ပြီပြီးတော့ညော်နေစရာအကျိုးအရာကြီးကြောင့်ငြိမ်ဖို့စီခြင်းကတေတို့ကိုချ
将士都讲，如果俺弟弟家庭将士都啊，随便，就让就把都高不对的，你高的你啊，没要去嘛吧是的，送餐机是的，送餐机阿鲁是的，大家就是把都把都来对，那个把都阿平，家里有家庭的将士地不平的，大家。all of the orders are in the center, a kind of stigma. They do the issue crystal, a single kaya repeatedly, a moiro divido, a chogo to piati, let ma kaya le yibu, pima chalo, pima ja a chogo kaya, chachao, chimaruga, the aspect you see the kamasu, kuda. ဒီမောတေဩရစာပမဆောင်အခန်းကြီးလေးအခန်းကြီး7နှစ်အတိုင်းကျော်လွားတေအရွယ်ပြုလို့အဲ့လူပြုဒီကိုအဖေဒီညာမချီနဲ့မြင်စုစီနေစကားပြောခြင်းချစ်ကြပြုခြင်းသူတို့ချစ်ခြင်းဝိညာဉ်တော်ရှိခြင်းသစ္စာဆောင်ခြင်းစင်ကြယ်ခြင်းအရာမှာယုံကြည်သူတို့အားပုံသက်တည်ပြလို့စသည့်တိုင်တာလို့ဒီညာအားလုံးပုံသက်တည်ကောက်ပြနိုင်တော့တာညာဖြစ်ဖို့ပြီးကြတာအောင်မြင်တော့ဒီတဲ့တိုင်းအောင်မြင်ဖို့အတွက်အယောက်စီတိုင်းပြတ်တော်ကြည့်ပေးပါစေအာမင်အခုဆက်လက်ပြီးတော့ကျောင်းသားများတွေကနော်ပထမဆုံးရတဲ့ဆန်းဆန်းကနေသူပြောခြင်းနဲ့စကားလုံးကြီးအလုံးကိုစားကျောင်းသားကိုစားစကားပြောပေးမှဖြစ်တယ်ပြီးတဲ့အခါမှာ group song ကျောင်းသားများ group song ဆိုမယ်ပြီးရင် Dr. Reverend Dr. ချစ်စရကနေအဆုံးသတ်ဆုတောင်းအလုံးချုံပြီးတော့ဆုတောင်းပေးပြီးတော့အဆုံးသတ်တဲ့ဆုတောင်းပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးကျေးဇူးတင်စကားပြောလို့ပြတဲ့ခိုင်ရဲ့နာမတော်ကိုပြောတာလေလို့ဒီလိုသောကတိတော်ကကြတော့ဒီကနေ့တင်တာကိုတက်ဖို့အတွက်ထောက်ပံ့ပေးတဲ့ဥက္ကဋ္ဌတို့အရာပဲကျေးဇူးတင်ပါတယ်လို့ပြကြတော့ဟောပြောပြတဲ့စကားတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီကြတော့ဒီနေ့ကိုဖွင့်တဲ့ဒီစကားတော့လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီလိုဒီတင်တာကိုတက်ချင်အားဖြင့်တော့အနိုင်ဘဝတူတာလည်းရတာလို့ကိုမသိဘူးတဲ့အရာတွေကိုမကြောက်ဘူးတဲ့ယောဂတွေလည်းများကြီးတိုင်းခေရပါတယ်ပြီးရင် practical ဆင်းချဖြစ်မဲ့တော်တော်တက်ပါတယ်လို့အဲ့လိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်
Wala niya yan,